တန်းစင်းဆောင်ကအသင်းကိုအပီအုပ်မယ်ချယ်ဆီကဲပါချက်စီအနေနဲ့နောက်ဆုံး9ပွဲမှာ4ပွဲအနိုင်တပွဲတည်နဲ့လက်ရှိအဆင့်9မှာရပ်တည်နေပြီးတော့အဆင့်4ကိုရောက်ဖို့မန်ယူကိုကြော်တက်ဖို့အတွက်ဒီညဘန်လေးကိုမနိုင်နိုင်အောင်ကိုသူကန်သွားမှာပါဗန်လီကတော့လက်ရှိအဆင့်16နေရာမှာရှိပြီးတော့သူ့အောက်မှာတသိန်းပဲကျန်มาတော့တယ်။အဲဒါကြောင့်မလို့ချက်စီရဲ့အိမ်ခွင်းအားသာချက်အရာဗန်လီကိုဂိုးပြတ်နိုင်လိမ့်မယ်လို့ယူဆရပါတယ်။ဖွင့်ထားတဲ့ကြီးကနှလုံး25ပြားစာ3လုံး90ရှုံးဖြစ်လို့ချက်စီကဗန်လီကို314စီးနဲ့ဂိုးပြတ်လိမ့်မယ်လို့အမေချမ်းကခံမှန်းပေးလိုက်ပါတယ်။ချက်စီဘော်ဒီကိုရရဲတာချပါရှင်။အမေချမ်းရဲ့ tip တွေနဲ့ရွေးချယ်မှုတွေမှန်ကန်ပြီးတော့မနက်ခင်းမှာငွေအများကြီးထုတ်နိုင်တဲ့တထေးလောင်များဖြစ်ကြပါစေ။အမေချမ်းရှိမှာ confidence စော့ကစားဖို့ Viber number ကလေးကိုတော့ဗီဒီယိုမှာရေးပေးထားပါတယ်ရှင်။